စာမျက်နှာ၄အခန်း၁ရဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ကြံခဲ့လို့ပါ foot on คำที่ใช้สระอနဲ့သုံးရတဲ့တလားလေးဖြစ်ပါတယ်။ငေါအော်ငေါကျမောက်တီခေါ်အော်ခေါခောက်တီရော့အော်ရော့လောင်ပြောင်တီဖောအော်ဖော့စိုက်ပြိုးတီကောအော်ကော့ကျွန်းကြောအော်ကြော့တူတီပေါ်အော်ပေါ့ကူရှင်ပေါ်အော်ပေါ့အခွန်ခွာတယ်ချောအော်ချော့နိုင်ကလော်တီထောအော်ထော့ယုံဖောအော်ဖော့မိုရဲ့အပင်တစ်မျိုးဖြစ်တယ်စောအော်စော့အဲ့ဒီကောင်ကဆိုတော့ရှာဖွေဒီဆိုတဲ့အသေးပဲလောအော်လော့လမ်းလျှောက်တဲ့အခါမှာဒီခြံစည်းကိုနှစ်ဘေးကတ်လျှောက်တော့ပြောချင်းဖြစ်တယ်မောအော်မော့ကတင့်တော်တယ်ဟောအော်ဟော့ဇန်နဲ့ကြွရဲပြန်တော့ပြောချင်းဖြစ်တယ်စောအော်စော့တိုက်စားသည်ฝึกอ่านคำที่สะกดด้วยวอแหวนและยอยักษ์วอแหวนနဲ့ยอยักษ์ပါတဲ့စကားလုံးကိုပြောမယ်ခေါ်အားဝခါအဖြူရောင်ခေါ်အားဝခါညီနဲ့ဒေါ်အားဝတောင်ကျဲစောဥအယောစဝိလာတီရောဥအယောရူဝိချမ်းသာတီအောဥအယောအိုချီမွန်တီဟောအာယောဟိုင်ပျောက်တီယောအာယောရိုင်အဖွာကောအာယောကိုင်ခန္ဓာဟောအောယောဟောခယုလောအောယောလောမျောတီပေါ်အောယောပေါ်ဟောဤဝေါ်ဟျူပိုက်စားတယ်ထောအေဝေါ်ထေအောက်ဒန်ပေါ်ဥယောပူီဒေါ်ဤဝေါ်ဒီယိုဒီယိုဆိုတခုတည်းဖြစ်နေတော့ပြောချင်းဖြစ်တယ်ရောအိုယောရိုးဖြူးတာပေါ့နော်လောအေဝေါ်လီယိုဆိုတာကအောက်တန်းကြတယ်လို့အရန်ဆိုးတာကိုပြောချင်းဖြစ်တယ်อ่านและจำเป็นคำพับปีดอมาตาใครเดอร่อยอ่านว่าอะหอรออยอร่อยไม่เอกร่อยอร่อยไอ้ลูกพยายามลูกပြောတယ်ออกเสียงอะกึ่งเสียงရဲ့အတန်ကိုတဝက်လေးပဲထွက်ရမယ်လို့ပြောချင်းဖြစ်တယ် sit อ่านว่าซอเอดอ sit ရေးတဲ့ခါကျတော့အမှန်ပေါ့နော်ဖတ်တဲ့ခါအတန်ဖြစ်ပါတယ်စာမျက်နှာ9 foot อ่านလေ့ကျင့်ဖတ်ပါနီးเสือကြားကိုထွက်ပြေးတယ်နှเบื่อပြင်းစရာကောင်းတယ်เอื้อเฟื้อမျှဝေတယ်ပေးကမ်းတယ်เนื้อเงาะจမောက်တီအသားဖခေါင်ပိတ်စအဖြူရူးခေါင်တည်င်းစားတည်ရတယ်ခိုင်ခေါက်သမင်းရောင်းတယ်ချောက်ရူလေသမားဟော့ခါခြေထောက်ကိုခြေခွင်ထားတော့ပြောချင်းဖြစ်တယ်နှစဝိမျက်နှာလာတယ်ထွိကဲခွက်ပကံလုံးတို့ပြောချင်းဖြစ်တယ်စစ်แล้วပြီးချွေးချိုင်လှပတရက်တီမဆိုင်လာတာနောက်ကြတယ်ဆိုင်နာမျက်နှာရမ်းတယ်ဟာစီဆိုတွေ့ရင်းငန်းပြားကိုရှာတယ်လို့ပြောတာပင်စီဝက်ချံဖြစ်တဲ့ဝက်ချံပေါက်တဲ့ဟူဟီူဆိုတာလက်ဆွဲအိတ်တွေကိုခေါ်တာဟီူခောက်ပိုက်စားတယ်ဟောင်နွန်ကတန်းတာအိတ်ချင်လို့တန်းတာဟိုရောယောဆိုတာပြောင်လောင်တီခော့ရခန်းခေါလောင်းကိုခောက်တီတီสั่งซื้อของပစ္စည်းမာယူတီห้องครูใหญ่ဆရာမကြီးအခန်းဆိုင်เสื้อสวยအင်ဂျီဝတ်တာလာတယ်ထွိကာဖဲကော်ဖီခွက်မဲ့စးငေါ့မေကကျမောက်တီးဝယ်တယ်ချမ်းဝီผมကျမကကောင်းပြီးတယ်မဲလ်ကင်ပလာထူကြောင်ကပလာထူငါကိုစားတယ်นักเรียนหิ้วกระเป๋าကျောင်းသားတွေအိတ်လေးကိုဆွဲရကြတယ်လမ်ယိုင်ယူနိုက်တကတမင်မျက်လုံးအတီးကိုခေါ်တာလမ်ယိုင်ကယူနိုက်တကချင်းတောင်းမှရှိတယ်